ပြန်လိုက်ကြဆိုပါရှင်ဟုတ်ကဲ့ပါဒီနေ့ကတော့နေရာလေးတွေလာပြီးတော့ပြင်မယ်ဖြစ်ပါရှင်အလောက်ကတော့အလုံးလို့ကြည့်ကလေးထိုင်ပေါ့နော်အလုံးမျိုးရှိပါရှင်ကဲပထမအလောက်ကတော့အဲ့ဒါဆယ်လို့ပါလာစားကတော့13000ကနေ15000ပေါ့နော်နေရာကတော့မြစ်တာပေါင်းနာပဲဆက်မှာရှိတယ်တစ်ပြည့်မိသားစုကတော့4ယောက်ပေါ့နော်ခွေးတစ်ကောင်ရှိတယ်ရှင်ခလေး2ယောက်ရှိတယ်ခလေးကတော့9နှစ်ရွယ်ရရဲ့4နှစ်ရွယ်ရပေါ့နော်ခလေးရောရဝဆက်ကိုလုပ်ပေးရတယ်နိုင်ရက်ကတော့4ရက်ရှိတယ်မနာဆိုဒီခါ900ပါပေးပါရှင်နောက်တစ်နေရာကတော့အဲ့ဒါဆယ်လို့ပါရှင်လာစားကတော့12000နေရာကတော့ချုံပူလီပဲဆက်မှာရှိတယ်တစ်ပြည့်မိသားစုကတော့4ယောက်ပေါ့နော်အဲ့ဒါကနေပဲဆက်မှာသွားနေတဲ့လူလည်းပြရမယ်ဒီနေ့နဲ့ပါချက်တဲ့လူလည်းပြရမှာပေါ့နော်နိုင်ရက်က4ရက်ရှိတယ်မနာဆိုဒီခါ900ပတ်ပေးပါရှင်နောက်တစ်နေရာကတော့အိုက်တန်စီလောက်ပါရှင်လာစားကတော့12000နဲ့ထောင်ပေါ့နော်နေရာကတော့စွန်လုံနဲ့ဆက်မှာရှိပါရှင်တစ်ပြည့်မိသားစုကတော့9ရက်ပေါ့နော်တလိမ့်စာမရှိဘူးရှင်အိုက်တန်စီကိုလဲရမယ်အဲ့လောကမှာတရားလောက်ရှိနေပြီရှင်နိုင်ရက်ကတော့4ရက်ရှိတယ်မနာဆိုဒီခါ900ပတ်ပေးပါရှင်နောက်တစ်နေရာကတော့အရလုံးနဲ့ခလေးထိပ်ပေါ့နော်လာစားကတော့13000ကနေ15000နေရာကတော့စဖန်းစုံမဲ့ဆက်မှာရှိတယ်တစ်ပြည့်မိသားစုကတော့3ရက်တလိမ့်စာမရှိပေါ့နော်ခလေးတယောက်ရှိတယ်ခလေးကတော့3လအရွယ်လောက်ပေါ့နော်ခလေးရဲ့ဝေယဝဆက်ကိုလည်းပေးရပါတယ်အိုက်တန်စီကိုလည်းရမယ်နိုင်ရက်ကတော့4ရက်ရှိတယ်မနာဆိုဒီက900ပတ်ပေးပါရှင်နောက်တစ်နေရာကတော့ခလေးထိရမယ်ခလေးတစ်မျိုးပဲထိရတာပေါ့နော်လာစားတော့14000ကနေ15000နေရာကတော့ပတ်ခဲ့ပဲဆက်မှာရှိပါရှင်တစ်ပြည့်မိသားစုကတော့4ရက်ရှိတယ်တလိမ့်စာမရှိပေါ့နော်အဲ့လေကမှတရားလောက်ရှိနေပြီပေါ့နော်ခလေးကတော့တရားရှိတယ်ခလေးကတော့9လရွယ်လောက်ရှိတာပေါ့နော်အဲ့ဒါကနေပဲဆက်မှာသွားရနေတဲ့လူလည်းပြရမှာပေါ့နော်ကာမမုန်တက်တဲ့လူလည်းပြရမယ်ရှင့်နေရဆရိတ်နေပါရှင်နာရက်ကတော့4ရက်ရှိတယ်မနာဆိုဒီခါ900ပတ်ပေးတာပေါ့နော်နောက်တစ်နေရာကတော့အဲ့ဒါရှင်လို့ပါရှင်လာစားကတော့15000နဲ့9000နေရာကတော့ချုံနေနဲ့ဆက်မှာရှိတယ်ရှင့်တတိယမိသားစုကတော့4ရက်ပေါ့နော်အဲ့ဒါကနေပဲဆက်မှာသွားနေတဲ့လူလည်းပြရမယ်အဲ့ဒါစီကိုလည်းပေးရတယ်နာရက်က4ရက်ရှိတယ်မနာဆိုဒီခါ900ပတ်ပေးပါရှင့်နောက်တစ်နေရာကတော့ item ဈေးလို့ပေါ့နော်လာစားကတော့12000နေရာကတော့မြစ်ကာဗနာပဲဆက်မှာရှိတယ်ရှင့်တတိယမိသားစုကတော့3ရက်ခွေးတစ်ကောင်ရှိပါတယ် item ဈေးကိုလည်းရမယ်နာရက်4ရက်ရှိတယ်မနာဆိုဒီခါ900ပတ်ပေးပါရှင့်နောက်တစ်နေရာကတော့ item ဈေးလို့ပါလာစားကတော့12000ပေါ့နော်နေရာကတော့ဒီလိုမျိုးဆိုင်စီပဲဆက်မှာရှိတယ်ရှင့်တတိယမိသားစုကတော့9ရက်ပေါ့နော်တလိမ့်စာမရှိဘူးရှင့်နာရက်က4ရက်ရှိတယ်မနာဆိုဒီခါ900ပတ်ပေးပါရှင့်ကဲခုနမီပြောနေတဲ့လောက်ကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်စစ်စနစ်ရုံမှာလာစမလို့ရပါတယ်ရှင့်Let's go. I wake up to a little bit of drool on my pillow, feel like it's gonna be a bad day. Yeah, I'm tired of shit, and the coffee ain't hit yet. Damn, ain't that great. I don't wanna go to work.